ကင်းချီများနတ်ဆိုးမှတည်သွားတဲ့အခါအီနူရာရှာကကောင်မလေးကိုကဲတင်တဲ့သူရဲကောင်းအဖြစ်ကနေလူဆိုးအသွင်ပြောင်းသွားပြီးမင်းတို့လည်းမသိချင်ရင်မှုံဝင်ပလဲကိုပေးကြဆန်းဆိုပြီးကာဂိုမီစီကနေရှစ်ခွန်ပလဲကိုတောင်းနေပါတယ်။ရွာသားတွေနဲ့တကွာနှက်စရအဖွားကြီးကာယီတဲဟာအီနူရာရှာကိုဝိုင်းထားလိုက်ကြပြီးကာယီတဲကကာဂိုမီကိုရှစ်ခွန်ပလဲမထုတ်ပေးဖို့တားဆီးလိုက်တယ်။လိုရာမရတဲ့အီနူရာရှာဟာကာဂိုမီကိုလိုက်ပြီးတေးစေနိုင်လောက်တဲ့တိုက်ကွက်တွေနဲ့တိုက်ခိုက်ပါတယ်။ကာဂိုမီကတော့အသေးအတန်ပြေးရရှာတော့တာပေါ့။အီနူရာရှာရဲ့လက်သေးကုတ်တိုက်ကွက်တစ်ကွက်ဟာကာဂိုမီရဲ့အသက်ကိုနှုတ်ယူလောက်လို့နီးပါပဲ။ဒါပေမဲ့ကာဂိုမီကန်ကောင်းစွာပဲချော်လဲသွားခဲ့ပြီးတိုက်ကွက်ကိုရှောင်ရှားနိုင်ခဲ့ပါတယ်။ရွာသားတွေကအီနူရာရှာကိုမြားနဲ့ဝိုင်းတိုက်ခိုက်ကြတဲ့အခါမှာတော့အီနူရာရှာဟာဒေါသတွေထွက်ပြီးအနားကတစ်ပင်နှစ်ပင်ကိုလဲကျအောင်လုပ်ပြီးရွာသားတွေအပေါ်ပြုတ်ကျစေလိုက်တယ်။အဲဒီနောက်မှာတော့ငါ့ကိုဘာကောင်များမှတ်နေကြလဲငါကဂင်းချီများမိတ်ဆာလို့ပေါ်တော်တော်မိတ်ဆာမဟုတ်ဘူးကွာဆိုပြီးအီနူရာရှာကအော်ဟစ်လို့ကာဂိုမီနောက်ကိုထပ်လိုက်ပြီးဝိညာဉ်နှုတ်လက်သေးတိုက်ကွက်တစ်ကွက်ကိုကာဂိုမီရှိရာကိုထပ်မံပစ်လွှတ်လိုက်ပါတယ်ဒီတစ်ခါလဲကတ်တီးလေးပါပဲလက်သေးချက်ဟာကာဂိုမီနောက်ကမြေကြီးကိုတလက်မအကွာလေးလောက်လွတ်ပြီးထိသွားတာမို့မြေကြီးတွေလွင့်စင်ဖွာထွက်ပြီးကာဂိုမီဟာလည်းအဲ့ဒီအရှိန်ကြောင့်လဲကျလို့သွားခဲ့ပါတယ်။လဲကျသွားတဲ့ကာဂိုမီရဲ့ကိုယ်ရဲကနေရှစ်ခွန်ပလဲကရုတ်တရက်ထွက်ကျသွားတယ်။ဒါကိုမြင်လိုက်တဲ့အီနူရာရှာဟာဝမ်းသာအားရနဲ့ဟာဒါကငါအပိုင်ဖြစ်ပြီဆိုပြီးဝမ်းသာအားရနဲ့ပလဲရှိရာကိုပြေးလို့သွားလိုက်တော့တာပဲ။အဲ့ဒီအချိန်မှာပဲကာအီတဲဟာလည်းအီနူရာရှာတောင်းကျမ်းနေတာကိုထိန်းချုပ်ဖို့အတွက်ဗဒီတကုံကိုအစီအရင်ကာထာတွေရွတ်ဖတ်ပြီးအီနူရာရှာရဲ့လေဘင်းကိုစွတ်စေလိုက်ပါတယ်။ဒါကချုံနှောင်ခြင်းအစီအရင်တစ်ခုပါ။ပဒီတွေအီနူရာရှာရဲ့လေဘင်းကိုစွတ်မိသွားတဲ့အချိန်မှာပဲကာအီတဲကကာဂိုမီကိုလှမ်းអော်လိုက်တယ်။ဒီကောင်ကိုတားဆီးဖို့စိတ်ထဲရှိတဲ့စကားတစ်ခုခုရွတ်လိုက်တဲ့ကာဂိုမီဟာပလဲကိုကောက်ယူနေရင်ကြောက်ကဘာပေါ်ကနေပြုတ်ကျသွားပြီးပလဲဟာလည်းတရားပေါ်ကိုကျလို့သွားပါတယ်။အီနူရာရှာကရှစ်ခွန်ပလဲကိုယူလူဆဲဆဲမှာကာဂိုမီဟာတားဆီးဖို့အတွက်ဘာပြောရမှန်းစဉ်းစားလို့မရတာကြောင့်ထိုင်းဆိုပြီးမှသာအော်ပြောလိုက်မိတယ်။ဒါကခွေးလေးတွေကိုတင် जा ပေးတဲ့အခါပြောတဲ့စကားတစ်ခုပါထိုင်ဆိုတဲ့စကားထွက်ပေါ်လာတာနဲ့အီနူရာရှာကိုဆွတ်ထားတဲ့ပဒီကနေစွမ်းရည်လိုင်းတစ်ခုထွက်ပေါ်လာပြီးအီနူရာရှာဟာလည်းရုတ်တရက်ပဲမြေကြီးနဲ့ကောင်းဝတ်နေအောင်ပြားနေရှာပါတော့တယ်အီနူရာရှာလည်းအကြီးအကျယ်ဒေါသထွက်သွားပြီးပဒီကုန်းကိုဖယ်ဖို့ကြိုးစားပေမဲ့လည်းမရပါဘူးဒါကြောင့်ကာဂိုမီကိုပဲတိုက်ခိုက်တော်မယ်ဆိုပြီးကြံလာတာကြောင့်ကာဂိုမီကထပ်ပြီးထိုင်လို့အမိန့်ပေးလိုက်တဲ့အခါမှာတော့တရားကျမ်းမျက်နှာကျွံကြပြီးအီနူရာရှာဟာမြစ်ထဲကိုကျလို့သွားတော့တာပါပဲကာဂိုမီဟာနတ်စရအဖွားကြီးကာရီတဲနဲ့အတူရွာကိုပြန်သွားခဲ့ကြပြီးနောက်တနေ့မှာတော့ကင်းချီများနတ်ဆိုတိုက်ခိုက်မှုကြောင့်ပျက်စီးသွားတဲ့အိမ်တွေကိုရွာသားတွေပြင်ဆင်နေကြတာကိုမြင်ရပါတယ်ကာရီတဲကကာဂိုမီရဲ့ဒဏ်ရာတွေကိုကုသပေးနေရင်ရှီခွန်ပလဲဟာအင်မတန်တကိုးကြီးလွန်းတာကြောင့်မိစ္ဆာရီတော်မကလောဘကြီးတဲ့လူသားတွေဟာလည်းလိုချင်နေကြတာဖြစ်လို့ဝိုင်းလူကြမဲ့အနေရကြီးရှိတာမို့တတိကြီးကြီးထားဖို့လိုကြောင်းပြောပြပါရယ်အဲ့ဒီအချိန်မှာပဲအီနူရာရှာဟာလက်လေးမေးထောက်လို့မိဖို့ဘေးမှာလှဲအိတ်နေတာကိုမြင်လိုက်ရတော့ကာဂိုမီကလှမ်းမိလိုက်တယ်ဟဲ့နင်ကဘာလို့ဒီမှာလာနေနေတာလဲအီနူရာရှာကိုသူမကြောက်တော့ပါဘူးဘာလို့လဲဆိုတော့အချုံအနောင်ပတိဆွဲထားပေးပြီးပြီမို့သူမအလွယ်တကူတားဆီးနိုင်တာမို့ပါအီနူရာရှာကငါ့ကိုပလဲတာပေးစမ်းမှာငါဒီတိုင်းလေးထွက်သွားမယ်ဆိုပြီးပြန်ဖြေပါရယ်ကာဂိုမီကအီနူရာရှာရဲ့နင်ကအခုတောင်အရန်တတ်မှနေတာပဲကိုဘာလို့ရှစ်ခွန်ပလဲရဲ့စွမ်းအားကိုလိုချင်နေတာလဲဆိုပြီးမေးပါရယ်အဲ့ဒီနေရာမှာကာရီတဲကဝင်ပြောပါရယ်အီနူရာရှာကနတ်ဆိုးအစ်စ်မဟုတ်ဘူးလေသူကလူတစ်ပိုင်းနတ်ဆိုးတစ်ပိုင်းဒါကြောင့်ပလဲရဲ့စွမ်းအားကိုလိုချင်နေတာဆိုပြီးရှင်းပြလိုက်ပါရယ်အဲ့ဒီစကားကြောင့်သူနတ်ဆိုးအစ်စ်မဟုတ်တဲ့အကြောင်းကိုလူတွေမသိထားကြဘူးလို့ထင်တဲ့အီနူရာရှာဟာဒေါသထွက်ပြီးကျမ်းမြင့်ကိုလက်သီးနဲ့ထိုးပြီးဖျက်ဆီးလိုက်ပါတယ်။ကာရီတဲကသူဟာနတ်ဆီယာမကီဂျိုရဲ့ညီမလေးဖြစ်ကြောင်းအီနူရာရှာကိုမိတ်ဆက်ပြောလိုက်တဲ့အခါမှာအီနူရာရှာဟာမှတ်မိသွားပြီးနင်းအောင်အဖွားကြီးဖြစ်နေပြီဆိုတော့ကီဂျိုလည်းအိုဘီပေါ်လို့ပြန်ပြောလိုက်ပေမဲ့ကာရီတဲကကီဂျိုဟာအီနူရာရှာကိုချိတ်ပိတ်တားစီအစီအရင်စီရင်ခဲ့ပြီးတဲ့နောက်မှာပဲတေဆုံးသွားခဲ့ကြောင်းပြောပြပါရယ်။ကီဂျိုတေဆုံးတဲ့အကြောင်းကိုကြားလိုက်ရတဲ့အီနူရာရှာဟာစိတ်မကောင်းဖြစ်သွားခဲ့ပေမဲ့ချက်ချင်းပဲပြန်ဖုံးကွယ်လိုက်ပါတယ်။ကာရီတဲကဆက်ပြောပြတယ်။ကာဂိုမီကကီဂျိုလူပြောင်းဝင်စားတာဖြစ်တာမို့
ကောင်းကောင်းမွန်မွန်ဆက်ဆံဖို့တတိပေးတာပါကာဂိုမီဟာကီဂျိုနဲ့ရုပ်ချင်းတထရတဲ့နေပါတူနေုံသားမကရှိခွန်ပလဲကိုပါပိုင်ဆိုင်ထားပြီးရှိခွန်ပလဲကိုကာကွယ်ဖို့တာဝန်ရှိနေတဲ့အကြောင်းပြောပြလိုက်ပါတယ်ကာဂိုမီရွာရဲကိုရှောက်သွားနေတဲ့အချိန်မှာလူတွေကကာဂိုမီဟာသူတို့ရဲ့နတ်ဆီယာမှာကီဂျိုနဲ့ရုပ်ချင်းတူတာကြောင့်ဝိုင်းဝန်းပြီးဝတ်ပြုကြတာကြောင့်ကာဂိုမီဟာရှက်ပြီးရှောင်ပြေးနေရပါတယ်နှစ်ရက်လောက်ကြာတဲ့အခါမှာတော့ကာဂိုမီဟာမိသားစုကိုလွမ်းဆွတ်တာကြောင့်အိတ်လို့မရနေခဲ့ပါဘူး။သူမသိခဲ့တဲ့အန်ဒီရဲ့တစ်ခုကရွာလေးကိုချင်းကပ်လို့နေခဲ့ပါပြီ။ဒါကတော့မျက်စိသုံးလုံးကြီးကန်းတာဆိုပါပဲ။သူရောက်နေတဲ့အချိန်2ရက်အတွင်းမှာကာဂိုမီကိုမျက်ခြေမပြတ်စောင့်ကြည့်နေခဲ့တာပါ။နောက်တနေ့မနက်မှာတော့ကာဂိုမီဟာအင်ကိုပြန်မှုနီလန်းကိုစဉ်းစားပြီးသူပထမဆုံးရောက်လာတဲ့ရေတွင်းကိုရောက်အောင်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။သူတယောက်တည်းရွာကနေထွက်လာပြီးရေတွင်းရှိရာကိုသွားတဲ့အခါမှာတော့တောထဲမှာဓမြတွေရုတ်တရက်ပေါ်လာပြီးကာဂိုမီကိုဖမ်းခေါ်သွားကြပါတော့တယ်။ဓမြကောင်းဆောင်စီကိုရောက်တဲ့အခါမှာတော့ထူးထူးဆန်းဆန်းပဲဓမြကောင်းဆောင်ကကာဂိုမီမှာရှိခွန်ပလဲရှိတာကိုသိနေခဲ့ပြီးပလဲကိုထုတ်ပေးဖို့တောင်းပါတယ်။ကာဂိုမီကထုတ်မပေးဘူးလို့ညင်းတဲ့အခါမှာတော့ကာဂိုမီကိုထပြီးဓာတ်နဲ့ခုတ်ပါတော့တယ်။ဒါပေမဲ့လည်းဓမြကောင်းဆောင်ဟာကျိုးဆွဲခံထားရတဲ့အလောင်းကောင်တစ်ကောင်လိုဖြစ်နေပြီးသူ့ကိုယ်သူမထိန်ချုပ်နိုင်တာကြောင့်ကိုယ့်အဖွဲ့သားတွေကိုပဲပြန်ခုံမိနေပြီးကာဂိုမီနဲ့ဓမြတွေဟာလည်းအသေးအတန်ပြေးကြရပါတော့တယ်။အဲ့ဒီအချိန်မှာပဲကာဂိုမီပျောက်နေတာကိုတည်သွားကြတဲ့ရွာသားတွေဟာကာဂိုမီကိုလိုက်ရှာနေခဲ့ပြီးအီနူရာရှာဟာလည်းကာဂိုမီကိုလိုက်ရှာပါတယ်။ဓမြကောင်းဆောင်ကမဲမဲမြင်ရဓာတ်နဲ့လိုက်ခုန်နေတာကြောင့်ကာဂိုမီနဲ့ဓမြတွေဟာပြေးလန်းပိတ်နေခဲ့ကြပါပြီ။ရုတ်တရက်ကာဂိုမီကနီလန်းတစ်ခုစဉ်းစားမိလိုက်ပြီးရှိခွန်ပလဲကိုအပြင်ကိုပစ်လိုက်ပါတယ်။ဓမြကောင်းဆောင်ကိုလမ်းလွှဲဖို့ပေါ့ပလဲရှိရာကိုဓမြကောင်းဆောင်အာယုံရောက်သွားတဲ့အချိန်မှာတစ်ဖက်ကပြိုလူဆဲဆဲနံရံကိုဖျက်ဆီးပြီးဖောက်ထွက်ဖို့အော်ပြောလိုက်ပါတယ်။ဒါပေမဲ့လည်းနံရံကိုမဖြိုချနိုင်ခဲ့ပါဘူး။အဲ့ဒီအချိန်မှာဓမြကောင်းဆောင်ရဲ့အာယုံကကာဂိုမီစီကိုပြန်ရောက်သွားပြီးကာဂိုမီကိုဓာတ်နဲ့လမ်းခုတ်ပင်မဲ့အီနူရာရှာအချိန်မီရောက်လာခဲ့ပြီးဓာတ်ကိုချိုးလိုက်ပြီးမျက်ခွက်ကိုထိုးကျိတ်ပါတော့တယ်။အီနူရာရှာလာခဲ့လို့ဝမ်းသာအားရနဲ့ကာဂိုမီကလမ်းကျေးဇူးတင်လိုက်ပေမဲ့အီနူရာရှာကသူမအသက်ကိုကယ်ခြင်းလို့လာတာမဟုတ်ဘူး။ရှိခွန်ပလဲကိုကာကွယ်ဖို့လာတာလို့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲဓမြကောင်းဆောင်စီကနေထူးခြားတဲ့အနံ့တစ်ခုကိုရလိုက်ပြီးကာဂိုမီကိုလှမ်းပြောလိုက်တယ်။ဒါကြီးကန်းနတ်ဆိုးရဲ့အနံ့ပဲ။ကြီးကန်းနတ်ဆိုးကဓမြကောင်းဆောင်ရဲ့နှလုံးသားကိုစားပြီးအထဲမှာအတိုက်လုံနေတာတဲ့။ဒါကိုသတိထားမိလိုက်ချင်မှာပဲအီနူရာရှာကဓမြကောင်းဆောင်ရဲ့နှလုံးနေရာကိုလက်သေးနဲ့ထိုးလိုက်ပါတယ်။နှလုံးပေါက်သွားတာနဲ့ချက်ချင်းပဲအထဲကကြီးကန်းနတ်ဆိုးကထွက်ပြေးသွားပါတော့တယ်။ကြီးကန်းနတ်ဆိုးကအပြင်ကိုရောက်တာနဲ့ပလဲကိုချီပြီးပြန်ထွက်ပြေးတာကြောင့်အီနူရာရှာနဲ့ကာဂိုမီဟာနောက်ကပြေးလိုက်ကြပါတယ်။ပြေးနေကြရင်နဲ့လေးနဲ့မြားတစုံကိုတွေးခဲ့ကြတာကြောင့်အီနူရာရှာကကာဂိုမီကိုကြီးကန်းကိုမြားနဲ့ပစ်ဖို့ပြောလိုက်ပါတယ်။ဒါပေမဲ့ကာဂိုမီကမြားပစ်တတ်သူမဟုတ်ပါ။အီနူရာရှာကကီဂျိုဟာမြားဝိစာတယောက်ဖြစ်ခဲ့တာမို့ကာဂိုမီစီမှာလည်းဒီလိုစွမ်းရည်တွေရှိနေမှာပဲလို့ယူဆတာကြောင့်ပစ်ဖို့ပြောပါတယ်။ကြီးကန်းဟာပြန်နေရင်းနဲ့ရှိခွန်ပလဲကိုမျိုးချလိုက်တာကြောင့်အရွယ်အစားကပိုပြီးကြီးမားလာလို့လာခဲ့တယ်။အီနူရာရှာကကာဂိုမီကိုကျုံးမှချီပိုးရင်းညနေ3ချိန်တိတိပြစ်ခိုင်းပေမဲ့ပြစ်ချက်တွေကလွဲကုန်တာကြောင့်အတုံးမကျဘူးဆိုပြီးကျိုးဘော်ကနေပစ်ချလိုက်ပါတယ်။ကြီးကန်းဟာပြန်တန်းနေရင်းနဲ့တရားဘော်ကခလေးတယောက်ကိုချီတုပ်လို့သွားခဲ့ပါတယ်။အီနူရာရှာကခုံပြီးလက်သေးကုတ်တိုက်ကွက်နဲ့ထီထီမိမိတိုက်ခိုက်လိုက်နိုင်တဲ့အခါမှာတော့ကြီးကန်းတစ်ကိုယ်လုံးဝမ်းမွကြေးသွားပြီးခလေးဟာမြက်ထဲကိုပြုတ်ကျသွားပါတော့တယ်။ကာဂိုမီဟာခလေးကိုကယ်ဖို့အတွက်ရေထဲခုန်ဆင်းပြီးကျွမ်းကျွမ်းကျင်ကျင်ကူးခတ်လို့စိတ်ယူခဲ့ပါတယ်။အဲ့ဒီခေတ်အချိန်ကဒီလိုကျွမ်းကျွမ်းကျင်ကျင်ရေကူးတတ်တဲ့သူကိုမမြင်ဘူးခဲ့ကြတာကြောင့်ရွာသားတွေဟာကာဂိုမီကိုကာပါရေသေးရဲများလားလို့တောင်ထင်ကုန်ကြတာပါ။ခလေးကိုကယ်ပြီးတဲ့နောက်မှာကြီးကန်းခန္ဓာကိုပြန်ကောင်းလာခဲ့ပြီးပြန်ထွက်သွားပြန်ပါတယ်။ခလေးရဲ့ကြောမှာတော့ကြီးကန်းခြေထောက်တစ်ဖက်ညှိလို့ကျနေပြီးကာဂိုမီအကြံတစ်ခုရသွားတယ်။ကြီးကန်းခြေထောက်ဟာရှိခွန်ပလဲအစွမ်းကြောင့်မူလခန္ဓာကိုယ်ကိုပြန်သွားတော့မှဖြစ်တဲ့အကြောင်းကိုသိထားတာမို့ကြီးကန်းခြေထောက်ကိုမြားနဲ့တွဲချီပြီးလေထဲကိုပြစ်လွှတ်လိုက်ပါတော့တယ်။ဒီအကြောင်းကအလုပ်ဖြစ်သွားခဲ့ပြီးမြားရန်ဟာကြီးကန်းခြေထောက်နဲ့အတူမူရင်းခန္ဓာကိုယ်ကိုထိမှန်သွားတာကြောင့်ကြီးကန်းကိုထိမှန်တာနဲ့အတူကြီးကန်းကိုယ်ရဲ့ရောက်နေတဲ့ရှိခွန်ပလဲကိုတဲတဲမမတ်ထိမှန်သွားခဲ့ပြီးရှိခွန်ပလဲအပိုင်းစားတွေကနေရအမျိုးမျိုးကိုပြန်ကျဲလို့သွားပါတော့တယ်။ဒီအဖြစ်အပျက်ကိုမြင်ပြီးရှိခွန်ပလဲဟာ
အစိတ်စိတ်အမွှားမွှားဖြစ်သွားကြောင်းသိလိုက်ရတဲ့အီနူရာရှာဟာအယမ်းကိုအံ့အားသင့်လို့သွားပါတော့တယ်။ပိုကောင်းတဲ့နောက်တစ်ပိုင်းမကြခင်လာပါမယ်။